အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့ thyroid hormone အနည်းလေးနဲ့စပါမယ် hypothyroidism ကနေစပြောပြပါမယ် hypothyroid ဆိုတာဘာလဲ thyroid hormone နည်းတာဖြစ်ပါတယ် hypothyroid မှာကျမတို့ primary hypothyroidism ရယ် secondary hypothyroidism ရယ် subclinical ဆိုတာ primary ဆိုတာက thyroid hormone ထုတ်တော့ thyroid gland ကိုယ်တိုင်မှာပြဿနာရှိနေတာဖြစ်ပါတယ် secondary ကျတော့ thyroid hormone ထုတ်တော့ gland အကောင်ကြီးဒါပေမဲ့သူ့ကိုထိန်းချုပ်ထားတော့သူ့ဆရာကြီး pituitary gland ဆိုတာရှိတယ်သူ့အပေါ်ကဆရာကြီးဟဲ့အောင်ထုတ်ဆိုပြီးတော့သူ stimulate လုပ်ရင်ဒီကောင်ကထုတ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဆရာကပြဿနာရှိရပါအဲ့တော့ဆရာပြဿနာတိုင်း secondary hypothyroidism လို့ခေါ်ပါတယ်နောက်ဆုံးတစ်ခုကကျတော့ subclinical ပါhormone ဆက်လိုက်ရင်သူ့ရဲ့ T3 T4 level ဆက်လိုက်ရင် normal ဖြစ်ပြီးတော့ TSH တစ်ခုပဲများနေတာဖြစ်ပါတယ်အဲ့ဒါဆိုရင်symptom လည်းမပြဘူးဆိုရင်သူ့ကိုတော့ subclinical လို့ခေါ်ပါတယ်ဆိုတော့ဒီ၃ခုရှိပါတယ်ဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုရင်အဓိကအားဖြင့်ကတော့ auto immune ကြောင့်ဖြစ်တာပါကိုယ့်ရဲ့ခန္ဓာကိုယ်က immune ဒီကိုယ့်ရဲ့ thyroid gland ကိုပြန်ပြီးတိုက်ခိုက်နေတာပါ Hashimoto thyroiditis လို့ခေါ်ပါတယ်ဒုတိယတစ်ခုကကျတော့အကြောင်းမျိုးကြောင့် thyroid gland ကိုခွဲစိတ်ထားပြီးတော့ဖယ်ထားတာ post thyroidectomy လို့ခေါ်ပါတယ် thyroid gland ကိုထုတ်ထားတဲ့သူတွေ thyroid hormone နဲ့တက်ပါတယ်နောက်တစ်ခုဒီ neck area radiation ပြရတော့သူတွေဖြစ်တတ်ပါတယ်စိတ်တမျိုးဆွဲတောက်နေတော့သူတွေ immunodrone တွေ lithium တွေပေါ့နော်အဲ့လိုမျိုးစိတ်ဆွဲတောက်နေရတဲ့သူတွေလည်းဖြစ်ပါတယ်iodine ချို့တဲ့သူတွေလည်းဖြစ်တတ်ပါတယ်နောက်တစ်ခုကကျတော့ secondary တို့ tertiary hypothyroidism ပေါ့နော် thyroid gland ပြဿနာမဟုတ်ဘဲနဲ့သူ့အပေါ်ကဆရာကြီးပြဿနာဖြစ်ရင်လည်း thyroid hypothyroid ဖြစ်တတ်ပါတယ် thyroid hormone နေတတ်ပါတယ်အဲ့တော့ဘာလက္ခဏာတွေပြမလဲလက္ခဏာတွေအနေနဲ့ကျမတို့တိတိကျကျသိချင်ရင်တော့လက္ခဏာရဲ့သွေးအဖြစ်ရဲ့ကိုပေါင်းပြီးမှ diagnosis ထုတ်ပါတယ်အဲ့တော့လက္ခဏာတွေကဘာဖြစ်မလဲဆိုရင်ကျမတို့ overall ကြည့်မယ်ဆိုရင်မူကအများရန် down depression အများနဲ့ဝင်တယ်တွေကလည်းမကောင်းတော့ဘူးအများလေးလံထိုင်းမိုင်းနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါ overall ပါအဲ့တော့ခေါင်းပေါ်ကစားကြည့်မယ်ပထမဆုံးသပင်တွေပါပါတယ်သပင်တွေကျွတ်တယ်သပင်တွေပါရယ် hairline တွေနောက်ဆုတ်တယ်နှစ်ဖူးကတဖြည်းဖြည်းနဲ့ပြောင်းလာတယ်မျက်နှာလေးကိုကြည့်ဖောင်းဖောင်းလေး puffiness of the face လေးဖြစ်ပါတယ်ထမင်းနှစ်စုံပဲစားသုံးစုံပဲစားလေးပဲရှူထမင်းမစားပဲနေဝလိုနေဝနော်ခန္ဓာကိုယ်လေးကဝပါတယ်အသားရည်ကန်ကြည့်မယ်ဆိုရင်ကြမ်းတမ်း dry and coarse skin ပေါ့နော်အသားလည်းခြောက်တယ်အသားလည်းကြမ်းပါတယ်လူကိုကြည့်မယ်ဆိုလဲဝလေးဖြစ်ပါတယ်အမျိုးသမီးတွေ menstrual cycle မမှန်ပါဘူးတချို့ဆိုရင်ကလေးမရဘူးပေါ့နော် infertility ပါဖြစ်တတ်ပါတယ်ဝမ်းမှန်လားဆိုတော့ဝမ်းအမြဲချုပ်ပါတယ်ဒါနဲ့ရှင်သူဒီဝမ်းချုပ်ပါတယ်နောက်တစ်ခုကကျတော့ cold intolerance ပါအေးတာကိုမခံစားနိုင်ပါဘူးလိုက်တာအဲကုန်ဖွင့်နိုင်အေးလိုက်ပါပိတ်ပါအောင်နေပါတယ်ပေါ့နော်ရိုင်းဆိုရင် severe case တွေမှာဆို myxedema ဆိုတဲ့ဟာတစ်ခုပါဖြစ်ပါတယ်ဆိုတော့ဒါတွေကဒီလိုပေါ့နော်အဲ့တော့ဘယ်လိုသိနိုင်မလဲသွေးစစ်ရပါမယ် free T3 T4 စစ်တယ် TSH စစ်တယ် anti-TPO antibody ဆိုတာစစ်တယ် ultrasound ရိုက်ပါတယ်သွေးစစ်တယ် clinical features ရဲ့သွေးစစ်တိုင်းတစ်ခုပေါင်းပြီးမှကျမတို့အဖြေထုတ်ပါတယ် okay hypothyroid သိကြပြီဆိုရင်ဆေးတိုက်ပါတယ် levothyroxine တိုက်ပါတယ်ဘယ်လောက်ပမာဏလဲဆိုတာကိုဆရာဝန်ဆုံးဖြတ်ပါတယ်ဒီမှာပြောချင်တာ levothyroxine ဒီတခြားသောအရာများနဲ့တွဲပြီးမတောက်ရပါဘူးသူတစ်မျိုးတည်းတောက်ရတယ်သူတစ်မျိုးတည်းမနဲ့အစောကြီးမှာရေအများကြီးနဲ့ empty stomach မှာတောက်ရပါတယ်ဘာအစာမှမရှိသေးခင်နိုးချင်းတောက်ရတာပဲဖြစ်ပါတယ်အရေးကြီးရယ်ကုရမယ်ကိုဝင်ဆောင်နေဆိုရင်ပိုလို့တောင် view ဆိုင်ပြီးတော့ကုရမယ်ဒီပြတ်ကြ miscarriage တွေတို့ကိုဝင်ဆောင်နေမှာမကုမိဘူးဆိုရင်ကလေးပြတ်ကြတာတို့ပြောပါလဲ preterm delivery ပေါ့နော် pram လေးမွေးတာတို့နေမစိပဲနဲ့မွေးတာတွေဖြစ်တတ်တယ်မွေးလာတဲ့ကလေးကလည်း IQ နေနေပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ဆိုတော့ကျမတို့ဘာတွေစားကြမလဲပေါ့နော် hypothyroid ဖြစ်နေတာကွာ hypothyroid ကိုကြည့်မယ်ဆိုရင် iodine ချို့တဲ့တယ် iodine ရဲ့ B12 selenium အဲ့ဒီပါဘာမှပါလဲဆိုဥတွေမှာပါတယ်အဲ့တော့ကြက်ဥဘဲကိုစားလို့ရတယ်တနေ့တစ်လုံးကနေနှလုံးစားလို့ရတယ်အနှစ်ကောအကောင်စားလို့ရပါတယ်နောက်ကျသူ့ရဲ့ time mine နေတော့ time mine တွေကိုလေးလံနေတော့အုံနောက်ကိုအားပြန်တက်ဖို့ omega 3 ပါဟာစားမယ်ငါးတွေမှာပါတယ်ကျမကတော့ salmon နဲ့စားတယ်မဲ့တည်ရပေါ့နော်အဲ့လိုအစီများတော့စားလို့ရတော့အစီကိုအတွက်ကျန်းမာတော့အစီငါးစားလို့ရတယ်အသီးထဲမှာဆိုရင် avocado ထောပတ်တီအစီဆိုစားလို့ရတယ်နောက်တစ်ခု selenium rich အဖြစ်ဆုံး source ကအစီတွေပဲဖြစ်ပါတယ်နေကြကြီးတို့ကွာစီတို့စားလို့ရတယ်အများကြီးမဟုတ်ဘူးအနည်းချင်းပဲနောက်တစ်ခုကိုသာတောက်လို့ရတယ်ဆိုရင် low fat အစီထုတ်ထားသော low fat milk နွားတို့တောက်လို့ရတယ်နွားတို့တောက်လို့တင်ချင်တောက်လို့ရတယ်သူစီမှာ calcium ပါတယ် vitamin D ပါတယ်အဲ့ဒီအတွက်hypothyroid တွေအတွက်ကောင်းတယ်ပေါ့နော်နောက်က antioxidant တွေပါတယ်ဟာစားလို့ရတယ် berries တွေစားလို့ရတယ် blueberry တို့ barberry ညာ berry ပေါ့နော်မှာ berry နဲ့စုံသောဟာတွေစားလို့ရပါတယ် strawberry စားလို့ရတယ် blueberry စားလို့ရပါတယ်နောက်တစ်ခုကကျတော့ vitamin A, C တွေ rich ဖြစ်တော့အစိမ်းရောင်ရှိသောအရွက်တွေစားလို့ရပါတယ်ဒီညမှာပြောပြချင်တာ glycogen ဆိုတဲ့ဟာရှိရယ်
hyperthyroid တမားတွေစားလို့မရဘူးဂေါ်ဘီတို့ဂေါ်ဘီတွေစားလို့မရဘူးဂေါ်ဘီတို့ပန်းကော်လီပန်းကော်ဘီတို့ဂေါ်ဘီစိမ်းတို့စားလို့မရဘူးဒါပေမဲ့ hypo တွေကကြတော့သူကချက်ပြီးသွားရင်စားလို့ရတယ် hypothyroid တွေကတော့အစိမ်းရောင်ဟာလေးတွေကိုချက်ပြီးတော့စားလို့ရင်တော့သူတို့စားလို့ရပါတယ်တဲ့ဟို glycogen ဆိုတာကြတော့ hyper ရတော့တေချာရှောင်းအောင်ပါပေါ့နော်နောက်တစ်ခု energy ရော fiber ရောလုံလောက်ပေးနိုင်မဲ့ကစွန်းဥစားလို့ရပါတယ်ဒီဟာတွေဒီတခြားကိုဖြစ်တယ်လို့စားရတဲ့ဒါလေးစားရင်တော့ hypothyroid အတွက်ကောင်းတယ်ဆိုပြီးတော့တွေးစားရွေးစားရတဲ့ဟာဖြစ်ပါတယ်diet နဲ့ hypothyroid ကိုကုလို့မရပါဘူးသွေးတိုးနဲ့စီးချိုကိုအစာနဲ့ထိန်းတယ်လို့မျိုးပဲ hypothyroid ကိုအဲ့လိုမျိုးထိန်းလို့မရဘူးမမိုက်မဲကြနဲ့ပေါ့နော်ဈေးတော့တောက်ရမယ်ဒါလေးစားရင်တော့ supportive ဖြစ်တယ်လို့ပြောပြရပဲဖြစ်ပါတယ်